ပင်စင်စားတယောက်ဤဘဝကိုဘလို့ရင်ဆိုင်ရမည်ဆိုတာဦးချမ်းသာအမြဲတွေးမိသည်သူသည်ယခုနှစ်ထဲတွင်အသက်60ပြည့်ပြီးပင်စင်စားဆိုသည်ကအင်္ဂလိပ်စကားဖန်ခြင်းဖြစ်သည်မြန်မာလိုအငိမ့်စားဒါပေမဲ့ပင်စင်ယူပြီးပင်စင်စားဟုသောစကားလုံးများသည်မြန်မာဝေါဟာရဖြစ်၍နေပေသည်အစိုးရအမှုထမ်းဘဝမှတက်ပြည့်ပင်စင်ရခဲ့လျင်အငိမ့်စားရပြီပဲနာမည်ကတော့အငိမ့်စားလှပငိမ့်ချမ်းလာသည်အမှုထမ်းတိုင်းသည်အသက်60ပြည့်အငိမ့်စားရလျင်တကယ်ပဲငိမ့်ချမ်းသွားပြီလားအငိမ့်စားဘဝကိုရသွားပြီလားသူသည်ခဏခဏတွေ၍သူ၏လုပ်ဖော်လုပ်ဖက်များအကြောင်းကိုလည်းတွေးသည်ဦးကားဆိုလျင်ရုံးအုပ်ဘဝကတော်လွန်း၍အတွင်းဝင်လေးဘဝကို BCS မဖြေရပဲရသူဒီတုန်းကသူကဦးခလက်အောက်မှာစာရေးကြီးဘဝထိုခေတ်ကဖော်ဦးထုတ်လေးကိုရင်ဘတ်မှာခွေရင်ဦးကအလုံးလုံးတီကိုမြင်ရသည်အတွင်းဝင်များကခေါ်လိုက်လျင်အစင်သင်းဖြစ်အောင်ကြိုးကြိုးစားစားပြင်ဆင်နေသည်မှာဖိုင်တွဲတွေကြားမှာတကုန်းကုန်းနှင့်ဦးကခါဆက်နေသည်ကိုမမြင်ရပေအစားအသောက်ကိုပင်အချိန်မှန်ဦးကမစားနိုင်ကြာတော့လေနာယောဂါထလာသည်လေနာထက်အစာအိမ်ယောဂါဆိုလျင်မှန်မည်အလုတ်လုတ်ရင်ရင်အောင်သည်ကိုဖော့အုပ်ထုံနှင့်ခုကအလုတ်ဆက်လုတ်သည့်ဦးကပင်စင်ယူပြီးတော့3နှစ်လောက်အကြာတွင်မိတ်ဆွေတွေကပြောကြသည်ပင်စင်နာဆိုတာဒါပဲတဲ့အမှန်တော့ပင်စင်ကအင်္ဂလိပ်စကားအငိမ့်စားဟုအဓိပ္ပာယ်ထွက်သည်နာကမြန်မာစကားအနာယောဂါကိုဆိုလိုသည်ပင်စင်ရလျင်သို့မဟုတ်အငိမ့်စားယူလျင်ရသောယောဂါဖန်ခြင်း disease ကိုဆိုလိုရင်းဖြစ်သည်အစိုးရအမှုထမ်းအဖြစ်နှစ်ပေါင်း40ပတ်ဝန်းကျင်မှာနေ့စဉ်ရုံးတက်ဝမ်းတစ်ခါနှင့်မိသားစုအတွက်အလုပ်လုပ်ရသည်မှာတက်တာလှသည်မဟုတ်အရွယ်ကနုပြိုဖြက်လက်နေသေး၍သာပင်ပန်းမန်းမသည့်အချိန်ကုန်လွန်ခဲ့ရသည်ယခုအိုချိန်ရောက်လာပြီးတစ်သက်လုံးတကုတ်ကုတ်လှုပ်လာခဲ့ရသမျှနားပါပြီအငိမ့်စားနေရပါပြီဆိုကာမှဒီပင်စင်နာဆိုတာကဘလို့ဖြစ်လာရတာလဲဦးကတွင်မဟုတ်သူ့အသည့်စာရေးတွေရုံးအုပ်ကြီးတွေအရာရှိတွေများသောအားဖြင့်သက်ဆိုးမရှိပင်စင်ယူပြီးမကြခင်ကွယ်လွန်ကြသည်ဒီအကြောင်းတွေတွေးမိတော့သူမပြောပင်စင်ယူရမှာပင်ခက်ကြောက်ကြောက်ဖြစ်လာသည်အမှန်ကတော့ဗျာစိတ်ပါပဲနေ့စဉ်ကျွန်တော်တို့ရုံးတက်အလုပ်လုပ်ဝင်ငွေမှန်မှန်နဲ့အိမ်ထောင်ဦးစီးပေါ့ဗျာကျွန်တော်တို့ဝင်ငွေနဲ့အိမ်ထောင်ကိုကျွေးမွေးနေနိုင်တော့ဒီအိမ်ထောင်ရဲ့ဦးစီးအဖြစ်မိသားစုရဲ့လေးစားမှုကိုခံရတာပေါ့ဗျာပင်စင်ယူလိုက်တယ်ဆိုရင်ပဲကျွန်တော်တို့မှာဝင်ငွေမရှိတော့ကျွန်တော်တို့ဘာသာစိတ်သက်အလိုလိုကြလာတာလဲပါတယ်အလုပ်တစ်ခုခုကိုမိသားစုကသူတို့ဘာသာလုပ်နေကြလုပ်တာပဲဒါပေမဲ့ကျွန်တော်တို့နဲ့စိတ်ချင်းအခက်မတင်တာလုံးမိရင်အရင်ကဘာမှမဖြစ်ပေမဲ့အခုပင်စင်ယူပြီးတော့ကျွန်တော်တို့စိတ်ကိုကဒါငါ့ကိုကလန်ကစန်လုပ်တာပမာမခန့်လုပ်တာငါငွေမရှာနိုင်တော့လို့ဆိုပြီးကိုစိတ်တက်ကြတာဗျအဲ့ဒါပင်စင်နာပဲသူ့ရင်တစ်နှစ်စောပြီးပင်စင်ယူသွားတော့ရုံးအုပ်ကြီးကိုဘဦးကပင်စင်နာကိုဒီလိုပဲအနက်ဖွင့်ဆိုသွားသည်လူဟာအလုံးလုံးမှနေတတ်တဲ့တဘာဝလူမှရှိတယ်ဗျနေ့စဉ်ကျွန်တော်တို့ရုံးတက်အလုပ်လုပ်နေရင်ကျွန်တော်တို့ဘဝတွေကိုဖျက်ဆီးလာရတာအချိန်ကုန်မှန်းမသိကုန်ရတာတော်ယုံတန်ယုံနေမကောင်းလဲကုန်းထပြီးရုံးတက်အလုပ်လုပ်ရင်ယောဂါကပျောက်သွားရရောပင်စင်ယူပြီးအလုပ်ကနားလိုက်တော့ငူတူတူငိုင်နိုင်ကြောင်တက်တက်နဲ့ဘာလို့ရမှန်းမသိနေမကောင်းလဲအိယာတွေကမထချင်တော့ဘူးတခါတည်းစိတ်တက်ကြသွားတော့တာပဲအဲ့ဒါကနေပင်စင်နာဖြစ်သွားတာအငိမ့်စားအတွင်းဝင်လေးဦးစိန်မောင်ကတော့တမျိုးအဓိပ္ပာယ်ပေးသည်သူတို့ဘလို့ပဲပြောအငိမ့်စားဆိုသောဘဝကိုသူနှစ်ဖူးတွေ့ဒူးတွေ့ရတော့မည်ပင်စင်နာဆိုတာတော့မဖြစ်ပါရစေနဲ့သူပင်စင်ယူရသည့်နေ့ရောက်လာပြီးရုံးမတက်ရသောနေ့ဟုတ်တော့ဟုတ်သားဟာတာနှင့်ဇနီးသည်ဒေါ်စိန်ရင်ထမင်းကူးကျွေးသည်ကိုစားပြီးဘာဆက်လုပ်ရမှန်းမသိယခင်ကဆိုအဝတ်စားလဲပြီးရုံးကိုထွက်သွားနေကြယခုတော့အိမ်ရှိအိမ်ခန်းတွင်ပလက်ကလထိုင်မှသူထိုင်နေသည်သူတို့အိမ်မှာသားကြီးတယောက်ပဲအစိုးရအမှုထမ်းလက်ကစားလုပ်သည်သမီးနှစ်ယောက်ကတစ်ဆက်ရက်ွက်စီမှာအထယ်ဆိုင်ဖွင့်ထားသည်ယခုအချိန်အားလုံးအိမ်မှာမရှိကြသူသည်ပြင်းရည်သလားငင်းငွေလေးသလားတခုခုတော့ဖြစ်နေသည်လက်ဖက်လေးစားလိုက်ဦးဒေါ်စရင်ကစပွဲခုံပူလေးသူ့အနားရွှေ့လာကလက်ဖက်ခွက်နှင့်ရေနွေးချမ်းအိုးကိုတင်လိုက်သည်ပကံထဲရေနွေးချမ်းကိုငှဲ့ထည့်ပေး၏သူသည်အထူးဆန်းတပွဲဒေါ်စရင်မျက်နှာကိုမော့ကြည့်၏တကယ်လဲထူးဆန်းပါသည်ရုံးတက်နေရစဉ်ကထမင်းစားပြီးရုံးမီပြေးတက်ရသည်ယခုလိုစိတ်အေးလက်အေးနားနေချိန်မရကိုချမ်းသာကိုကြည့်ရတာတခုခုဖြစ်နေသလိုပဲဘာကိုစဉ်းစားနေတာလဲ
သူသည်ရေနွေးချမ်းမကန်ကိုမောတောက်လိုက်ရင်ပြုံးလိုက်၏စဉ်းစားစရာဘာမှမရှိလို့သူ့စကားကြားတော့ဒေါ်စိန်ရင်ကရဲသည်နေတိုင်းဖိုင်တွဲတွေကြားတကုတ်ကုတ်အလုရှုပ်နေရတာခုလိုရုတ်တရက်ဘာမှမလုပ်ရပဲနားလိုက်ရတော့ကြောင်တက်ဖြစ်မှာပေါ့လက်ဖက်လေးပါလေးစားတရေတမောအိတ်ငိမ့်စားဆိုတဲ့အတိုင်းအငိမ့်စားလိုက်ဒေါ်စိန်ရင်ပြောသည်မှမှန်သည်သူသည်အငိမ့်စားရတော့မည်ကိုချမ်းသာမှာဘာပူစရာရှိလဲပင်စင်ယူချိန်မှာကျမတို့သားသမီးတွေအလုပ်ကိုစီနဲ့ပြီးတော့ဒီအိမ်လေးကကျမတို့အပိုင်လေးရုံးအုပ်တယောက်အငိမ့်စားယူချိန်မှာကိုပိုင်အိမ်နဲ့နေနိုင်ဖို့ဆိုတာမလွယ်ပါဘူးဟုတ်ပါတကယ်တော့ဒေါ်စိန်ရင်သည်အားတက်ဖွယ်စကားကိုဆိုတတ်သူပါတကားစကားတင်ဆိုတတ်သူမဟုတ်သူရှာရသမျှကိုကြံတက်ဖန်တက်သောမိန်းမတစ်ယောက်ကိုရမ်းမှာចောင်းဆက်မတက်တော့ပဲသူ့အမေကုံစုံဆိုင်ကိုကူထွက်ပေးရင်းမှကိုချမ်းသာနောက်ကိုလိုက်လာသူအယောင်းဝယ်ဗီဇငကိုကလေးကရှိသည်သူတို့တောင်ဥက္ကလာကိုရက်ကွက်ကိုပြောင်းလာစဉ်ဒီမြေကွက်ပေါ်မှာဒဏိမိုးထရန်ကတဲလေးနှစ်ပဲနေရသည်ဒီကလေးကဒေါ်စိန်ရင်အိမ်ဆိုင်လေးဖွင့်သည်အထယ်တွေလပေးသည်သူရုံးအုပ်ကြီးဖြစ်လာတော့တဆိတ်ရက်ကွက်စည်းတဲ့ဆိုင်တခန်းယူကသမီးတွေနှင့်ဈေးအတူထွက်သည်သမီးတွေကို10ရန်အောင်ပြီးကျောင်းဆက်မထားသားတယောက်ကိုပဲဒီဂရီရအောင်ထားပေးသည်ခုမှသမီးကြီးကိုဆိုင်လွှဲကသူအိမ်မှာနေသည်သူသည်ကလထိုင်နောက်ကိုမှီလိုက်၏မျက်နှာကျက်ကိုမောကြည့်မိ၏မျက်နှာကျက်မှာတောင်ကြောက်ပြားကပ်ထားသည်ယခုအိမ်လေးသည်သူ့မိုးပြင်ထောင်ကဖြစ်နေပေပြီပဲကျမတခုပြောချင်တယ်ဒေါ်စိန်ရင်စက်မြည်စကားကိုသူစူးဆိုင်နားထောင်နေ၏အယောင်းဝယ်တစ်ခုခုသူ့ကိုဆက်၍လှုပ်ခိုင်းလေမည်လားခု10ရက်လောက်တော့ဘယ်သွားခြင်းလဲလဲခြင်းပတ်ချင်တာရှိရင်သွားပေါ့ပြီးတော့ကိုချမ်းသာအတွက်အကောင်းဆုံးအလုပ်တစ်ခုလုပ်စေခြင်းနဲ့ဘာလို့ရမှာလဲမဟာစီသာသနာရိပ်တာကိုသွားစေခြင်းနဲ့တလားလောက်ဝိပဿနာတရားကိုအားထုတ်ပေါ့ကိုချမ်းသာတသက်လုံးတကုတ်ကုတ်နဲ့သားကျွေးမှုမယားကျွေးမှုရှာဖွေလိုက်ရတာပင်ပန်းခဲ့ရတာခုမှနားရပြီလေခုမှကိုချမ်းသာဘဝအတွက်အသုံးချရမယ့်အချိန်ရောက်လာပြီဟုတ်ပါသူသည်မိုးလင်းလူထိသူတို့မိသားစုဆက်များကပြလာခဲ့သည်ယခုတော့ဒေါ်စိန်ရင်အခန်းကဏ္ဍရောက်လာပြီးဒေါ်စိန်ရင်ဆက်လက်ကလေးမပေါ့သူသည်ကျေနပ်စွာခေါင်းညိပြလိုက်၏အလုတ်လုတ်စင်ကဒီတရားကိုအားထုတ်ချင်တာခွင့်မရ၍အားမထုတ်ဖြစ်ဒေါ်စိန်ရင်အကြံဉာဏ်ကိုလက်ခံလိုက်သည်ပင်စင်စားဘဝကိုဘလို့ရင်ဆိုင်ရမည်ကိုဒေါ်စိန်ရင်ကလမ်းစာဖော်ပေးလိုက်သည်ပြည်ပုံးကားချလိုက်သည်မဟုတ်တော့လဲဦးချမ်းသာစခန်းကတော့တခန်းရက်သွားပြီးဒေါ်စိန်ရင်ဆက်လက်လှုပ်ရှားမှုကိုသမီးတွေကဝေဖန်လာသည်ဒေါ်စိန်ရင်သည်ရိတ်တာကိုသူကိုယ်တိုင်တော့မသွားဦးချမ်းသာကြိုက်တတ်သည်ကိုတခုခုလောက်ကသားကြီးယုံသွားလျင်ပို့ခိုင်းသည်သားကြီးကိုဖြိုးကရခင်နေ့တွေထက်အိမ်မှစောစောထွက်ကရိတ်တာဝင်အစားအသောက်ပို့ရိတ်တာမှတဆင့်ရုံးဆက်သွားရသည်သမီးကြီးကဈေးထွက်ဖို့အစောကြီးထွက်သွားသည်သမီးငယ်ကသူနှင့်အတူကူညီချက်ပြုတ်ပြီးမှထမင်းကြိုက်နှင့်ဈေးကိုလိုက်သွားရသည်အမေကလည်းရိတ်တာကကျွေးတယ်လဲဆိုသေးရဲ့ကိုကြီးနဲ့အစားအသောက်တွေပို့ရတာလည်းမနှဲဘူးမနက်စာဒေါ်စိန်ရင်အစောကြီးထား၍ချက်လျင်သူ့သမီးကြီးကပြောသည်သမီးတို့မသိပါဘူးတရားအားထုတ်တဲ့ယောဂီဟာသူကြိုက်နှစ်သက်အလင်းသိတဲ့အစားအစာကိုလည်းစားရတယ်ဒါမှတရားတက်တယ်ရိတ်တာကကျွေးတာအများစာလေကြိုက်တာလဲပါမကြိုက်တာလဲပါသမီးများသည်ဒေါ်စိန်ရင်ကိုဘာမှမပြောကြတော့တလားပြေခံဤရက်များမှာတော့ဒေါ်စိန်ရင်လက်သမားများနှင့်အလုရှုံနေသည်သားတွေသမီးတွေကတီးကျင်လှပြီးအမေဘာလို့မလို့လဲသမီးတို့အဖေတလကြာရင်ပြန်လာမယ်လေခုတလပြေခံနေပြီးသူ့အိတ်ခမ်းကိုချင်းဆန်ကတက်ပေးရမယ်သူတက်တောင့်တက်တာနေရတာပေါ့သမီးနဲ့သားတွေတယောက်မျက်နှာတယောက်ကြည့်ကြသည်ကိုဖြိုးမျက်နှာကတော့ပြုံးရွှင်သွားသည်သူ့အတွက်ကောင်းကွက်ဆိုင်လာသည်ဒေါ်စိန်ရင်ကသမီးများနှင့်ခြေရင်းဘက်အိတ်ခမ်းမှာအိတ်သည်သူကအဖေနှင့်ခေါင်းရင်းဘက်အခန်းမှာအိတ်ရသည်အဖေကကတင်ပေါ်မှာအိတ်လျင်သူကကျမ်းပေါ်မှာအိတ်ရသောကြောင့်အိတ်ခမ်းနီးမှအိတ်ရပြင်းချင်းထောင်ထောင်ရသည်ငါတော့ချင်းထောင်ထောင်ဖို့မလိုတော့ဘူးကိုဖြိုးကဝမ်းသာအားရပြောလိုက်၏သမီးကြီးဆိုးဆိုးကတစုံတရာပြောလိုဟန်နှင့်ပါဇက်ပြင်ပြီးမှဘာမှမပြောတိုးတိုးကမူဤအရေးခင်းများတွင်ဘာမှပါဝင်ဆွတ်ဖက်လိုဟန်မရှိသူကအမေကိုထမင်းကူချက်ပြီးထမင်းကြိုင်ဆွဲကဈေးသွားရတာပြောသည်အထယ်ဆိုင်မှာဝယ်သူတွေနှင့်ရောင်းရဝယ်ရတာပြောသည်ဦးချမ်းသာကတလားပြေတော့ပြန်လာသည်ညံစင်တော့နာခဲ့ရပါပြီဒါပေမဲ့ဒီတရားကစီပွတ်ကြည်ပွေလို့မပြတ်အားထုတ်ဖို့လိုတယ်ငါမှဘာလုံးမှမရှိပဲဒီတော့နေယောဂီဆက်လုပ်ခြင်းနဲ့ဦးချမ်းသာကသူ့ဆန္ဒကိုပြောပြ၏ဒေါ်စိန်ရင်ကသဘောတူသည်နနက်စောစောပဲပြုံးနှင့်ထမင်းစားပြီးဦးချမ်းသာရိတ်တာကိုထွက်သွားသည်
ညပိုင်း9 နာရီလောက်မှအိမ်ပြန်ရောက်သည်သားကြီးကိုဖြိုးကခါတိုင်းလိုပဲထမင်းကြိုင်ဆွဲကစောစောအိမ်မှထွက်ရိပ်တာရှိအဖေစီဝင်ပိုးခဲ့ကရုံးဆက်သွားသည်ဦးချမ်းသာအဖို့ယခုမှချမ်းသာတော်သည်ကိုဖြိုးတယောက်အဖေကြောင့်သူကျင်ထောင်ရသောအလုပ်ငိမ့်သွားသည်ကိုပဲအဖေကိုကျေးဇူးတင်မိသည်တညတော့ဦးချမ်းသာကောင်းကောင်းမအိပ်ကိုဖြိုးကလည်းအိမ်မရနနက်မိုးလင်းတော့အဖေရိပ်တာထွက်သွားသည်အဖေကတင်ကိုချင်းထောင်မတင်၍အိပ်ယာပြင်လိုက်သည်ချင်းထောင်မှာကျန်းဘိုးတကောင်ကုတင်ကိုကြည့်တော့ဘောင်ဆက်မှာကျန်းဘိုးတွေဒါကြောင့်အဖေညကအိပ်မပျော်တာသူလဲညကခဏရသည်ကိုသတိရသည်အမေရဲ့အဖေကုတင်မှာကျန်းဘိုးတွေကိုဖြိုးကအော်ကြီးဟစ်ကျဲပြောသည်ညကအဖေလဲမအိပ်နိုင်ဘူးသားလဲရတယ်အဖေကဘာမှမပြောဘူးဗျာရိတ်တာထွက်သွားတာပဲဥပုပ်ကြီးနဲ့ဘယ်ပြောကောင်းမလဲဘာကြိုက်တီးခံရတာပေါ့ကိုဖြိုးကရုံးကအပြန်မှဆိုအချိန်မရဘူးအမေထမင်းချက်ပြီးလှုပ်ချင်တယ်အခုသားဈေးဘက်လျှောက်လိုက်ပိုလိုကျန်းပိုးတက်စီသွားဝယ်စမ်းအမေနဲ့တိုးတိုးထမင်းချက်ပြီးလှုပ်မယ်အမှန်တော့ထမင်းချက်ပြီးကတင်ကိုသာတိုးတိုးကကူဖြုတ်ပေးသည်အသေးစိတ်လှုပ်တာကဒေါ်စိန်ရင်ဖြစ်သည်စိတ်အင်တုံထဲရေထက်ပိုလိုကျန်းပိုးတက်စီတပလင်းထက်နှာခေါင်းကိုလည်းအဝတ်စည်းထားသည်ဆေးရည်နှံကိုမခံနိုင်၍ဖြစ်သည်အမေနှာခေါင်းမခံနိုင်ရင်သမီးလုံးမယ်တိုးတိုးကပြောပေမဲ့မရတုတ်ချောင်းမှာတက်ထားသောအဝတ်စကိုဆေးရည်ထဲနှစ်ကာကတင်ပေါင်တွေအခင်းတွေကိုတုပ်အခန်း၏ကျမ်းပြင်ဖြာတွေကိုပါအကုန်ဆေးရည်ရွှဲတုပ်သည်ပြီးမှတနာရီလောက်အခန်းတကားပိတ်ထားလိုက်သည်ထမင်းစားပြီးတော့မှအခန်းထဲရှိပစ္စည်းတွေနေပူထုတ်လန်းသည်ညဦးချမ်းသာပြန်လာ၍အိတ်လျင်အနံ့အသက်မရှိအောင်ဖြစ်သည်တိုးတိုးဈေးရောက်လျင်အမေပါတွေလုပ်သည်ကိုဖောက်တယ်ချကညီမ2ယောက်အမေတင်းပြောကြသည်နောက်တစ်ပတ်ကြာတော့အမေရဲ့စောစောစီးစီးကလားတယောက်နှင့်စကားပြောနေသည်ဦးချမ်းသာကရိတ်တာထွက်သွားသည်သားသမီး3ယောက်လုံးအပြင်မထွက်သေးအဆုံရှိနေကြသည်နင်းကိုယ်တိုင်လုံးတော့အမေကကလားကိုပြောနေသည်သမီးတွေကသူတို့အမေနှင့်ကလားဘာလုပ်နေသည်ကိုကြည့်နေကြသည်ကလားကထမင်းကျန်းတောင်း၍သူ့လက်ထဲမှဆေးမုံထုတ်ကိုဖြေ၍လောင်းထဲကထမင်းကျန်းနှင့်နေသည်စီးဆေးလောက်အလုံးလေးတွေလုံးလိုက်၏အမေပြသောနေရာကိုကူလားကထမင်းလုံးလေးတွေလိုက်ထားသည်အဖေအခန်းမီးဖို့ကြောင့်မီးဖို့အပြင်ဘက်မြေကြီးပေါ်ကကြက်တွင်းတွေထဲကိုပါထည့်သည်မနှက်ကြနင်ကိုယ်တိုင်လာကောက်ကလားကိုဒေါ်စိန်ရင်ကမှားနေသည်နောက်နေ့ကလားလာတော့ကြွက်10ကောင်လောက်ကိုအသေးရသည်ကြွက်တွေသူတို့အိမ်မှာတောင်းကျမ်းနေတာကြပြီအဖေအိတ်ခမ်းထဲကစာအုပ်စင်မှာထားသောစာအုပ်တွေကြွက်ကြိုက်တာမြင်တော့မှအမေကထလုပ်သည်ဆိုးဆိုးကအမေကိုဝေဖန်ကျင်လာပြီးအမေကလည်းကြက်သက်စေးကလားကိုလှုပ်ခိုင်းတော့အမေနေရဲမကြည့်ဘူးတဲ့လားကြီးတာပေါ့ဟုဒေါ်စိန်ရင်ကခက်အေးပဲပြောသည်တိုးတိုးနှင့်ကိုဖြိုးကတော့သူ့အမစကားကိုစူးစိုက်နားထောင်နေကြသည်အမေသေးရင်ရမမင်းကြီးစီမှာအစ်စ်ခံရမှာအဖေအတွက်လှုပ်တာပါဆိုလွတ်မယ်ထင်လို့လားအိုးအမေတယောက်တည်းအစ်စ်ခံရမှာမဟုတ်ပဲအင်ရှင်မတိုင်အစ်စ်ခံရမှာဆိုးဆိုးအံ့အားတင်သွားသည်သူ့အမေဖြေကအစမ်းမိသားစုတစ်ခုမှာဘယ်အင်ရှင်မှလွတ်မလဲအ ਨੇ ဆုံးပကံဆေးတာတို့တန်ရှင်းရေးအတွက်မိဖို့ဆေးရင်ပဲပရွက်စိတ်ကရေထဲမျောပါသွားတာပဲထမင်းရင်ငှဲ့လဲအေးအောင်အိုးထဲအရင်ငှဲ့ပေမဲ့အိုးထဲမှာကပ်နေတဲ့ပရွက်စိတ်မမြင်ရင်တေးရတာပဲအမေတို့ငယ်ငယ်ကရေနွေးပူမြေကြီးပေါ်တွန်းပြစ်ရင်တတဝါတွေရှောင်ကြရှားကြလို့អော်ရတယ်သေစီလိုတဲ့စေတနာမရှိကြောင်းပြတဲ့အနေပေါ့အိမ်တန်ရှင်းအောင်အိမ်သားတွေတက်တောင့်တက်တာနေရအောင်လုပ်ရတာအိမ်ရှင်မတိုင်းလိုမလုံးမဖြစ်လုပ်နေရတာပဲကိုလင်ကိုသားစားဖို့ငါးရှင်လက်ထုခိုင်းရတာလဲဒီအိမ်ရှင်မပဲအမေကစကားဖြစ်ပြောတာပါတက်နိုင်သလောက်အမေတော့ငါးရှင်ကိုဝယ်လဲမဝယ်ဘူးထုလဲမထုခိုင်းဘူးစိုးစိုးရေလိုက်ဤအမေကစကားလွှဲပြောတယ်ရမမင်းကြီးကမေးရင်ဘာပြောမလဲသားတွေသမီးတွေနဲ့လင်အတွက်လုပ်ရတာပါဆိုပေမဲ့အမေကိုသာအပြစ်ပေးမှာပေါ့အိုးဒါကတော့ရမမင်းကြီးမှလည်းအိမ်ရှင်မရှိမှာပဲရမမင်းကြီးရဲ့အိမ်ရှင်မကိုမေးကြည့်လို့ပြောရမှာပဲသားတွေသမီးတွေကရေလိုက်သည်ဒီလိုပါဆိုးဆိုးကအမေအတွက်စိုးရိမ်လို့ပါအဖေမှာတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေအားထုတ်လို့ကုသိုလ်တွေရလို့အမေကတော့ကျမ်းပိုးသက်ကြက်သက်ချင်းသက်ရနဲ့အကုသိုလ်တွေဒီတခါဆိုးဆိုးကအန်တွေရဲ့မျက်နှာပေးတီနဲ့ပြောနေသည်ဒေါ်စိန်ရင်ကလည်းခက်အေးမျက်နှာနဲ့ပင်စကားဆသည်သူဒေါသဖြစ်ပုံမရမဲဘက်တလို့နှမ်းတွေလှမ်းရင်ပိုးကောင်တွေထွက်လာတာကိုကြီးတွေကောက်စားတာမြင်တာနဲ့တန်ဝေကရပြီးတောထွက်နိုင်ရင်တော့ကောင်းတာပေါ့မိသားစုအတွက်မလုံးမဖြစ်လုပ်ရတဲ့အင်ရှင်မတွေရဲ့စေတနာကိုတော့ရမမင်းနားလည်မှာပါသမီးကအမေလောက်တာတွေမြင်တော့ကုသိုလ်အကုသိုလ်တွေပြောလာလို့အမေကပြောရအောင်မယ်
အမေအေးအေးဆေးဆေးစကားဆလာ၍မောင်နှမ3 ယောက်ငြိမ်ကြသွားသည်ဒီပြင်ထောင်အိမ်မဆောက်ခင်ကဒီမြေနေရာမှာတဲလေးမြေကွက်လေးရတာနဲ့ပြောင်းလာတာအစကအမေတို့အိမ်ခန်းချင်းလေးမှာငှားနေရတယ်ထရန်ကာဒနိမိုးပါအဖေကဟိုခေတ်ကကူးတန်းရောင်းဝယ်ရေးဝင်ကြီးဌာနမှာစာရေးလိုင်စင်ခေတ်ပေါ့နောက်မှရုံးအုပ်ဖြစ်တာခုလိုပြင်ထောင်အိမ်နဲ့ဈေးရဲဆိုင်တစ်ခုထူထောင်နိုင်အောင်သမီးတို့အဖေလုပ်ခဲ့ရတာတမအာဇီဝကြီးပဲလို့မထင်နဲ့အဖေအရင်ရအောင်လုပ်ပေးလို့အမေကအိမ်ဆိုင်လေးဖွင့်အဖေအသည့်ကုန်တယ်ရီစီကရတဲ့အထက်အကျွေးယူရောင်းပြီးပြန်ဆက်နဲ့ဟိုခေတ်ကလိုင်စင်ခေတ်မှာအဖေအလုပ်ကကုန်တယ်ရီနဲ့ဆက်သွယ်နေရတာတရားသဖြင့်လဲပါတယ်မတရားသဖြင့်လဲပါမှာပေါ့စိုးကိုတိုက်ခိုက်ကြွေးတာမျိုးမဆိုလိုပါဘူးအလုပ်လုပ်ပေးလို့ပေးတာဆိုပေမဲ့လက်သဘောပါတာပေါ့ဒီလိုလှုပ်လာရတဲ့အဖေကိုရမမင်းကြီးစစ်မှာတော့သမီးတို့ထဲ့မတွေးဘူးလားတို့ကိုနှစ်ပေါင်း40နီးနီးအလုပ်ထဲမှာတမအာဇီဝရောတမအာဇီဝမဖြစ်တာရောကြုံယုံပြီးလှုပ်လာခဲ့ရတဲ့သမီးတို့အဖေအတွက်ခုချိန်မှာအေးအေးချမ်းချမ်းအနားယူနိုင်ဖို့အမေလှုပ်ပေးတဲ့အခါမှာလဲကုသိုလ်လဲပါပေါ့အကုသိုလ်လဲပါမပေါ့အကုသိုလ်မဖြစ်အောင်တော့စူးစမ်းရှောင်ပါတယ်တခုလဲရှိတယ်လေသမီးတို့ဖေကငါပင်စင်ယူပြီးအေးအေးဆေးဆေးဖဲရိုက်အောင်မယ်အဆိုဖဲဝိုင်းထိုင်ရင်အမေဘာတတ်နိုင်မလဲအိမ်မန်တွေကပလင်းမောချင်နေဆိုရင်အမေမြည်ကြော်ပေးရတော့မယ်ခုလိုတရားထိုင်တာပဲကျေးဇူးတင်ရအောင်မယ်ဒါပေမဲ့အဖေရှာကျွေးစဉ်ကထိုင်စားလာခဲ့ရပြီးသမီးတို့မပူမပင်နေရတာအဖေအလုပ်လုပ်ခဲ့လို့ပဲအမေလည်းတစ်ဖက်ကရှာပါတယ်လို့လဲဆိုနိုင်ပါတယ်ခုတော့လုံးလုံးလျားလျားအဖေအနားယူပြီးသူကုသိုလ်ပဲရှာရတော့မယ်သူအေးအေးလူလူကုသိုလ်ယူနိုင်အောင်အမေတာဝန်ယူတဲ့အမေအချိန်အမေပိုင်းကိုရောက်တဲ့အခါအလှည့်ကြတော့မနှွဲရဘူးပေါ့သမီးသားကျွေးမှုမရကျွေးမှုအတွက်ဒုက္ခများရမမင်းကြီးကိုတောင်တတိမရပဲအနှစ်40လုံးလုံးလှုပ်လာခဲ့ရတာအမေအလှည့်ကြမှရမမင်းကြီးကြောက်ပြီးကိုလွတ်ယုံပြေးရင်တရားပါမလားစိုးစိုးသည်ပါဇက်အဟောင်းသားနှင့်ဘာပြန်ပြောရမှန်းမသိတော့ပေနားဆင်အားပေးကြသူတဦးတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်